မင်္ဂလာပါဒီနေ့မှာတော့အိမ်ကအမလုပ်တဲ့သူကခါကျဲဦးလေးတုတ်ကြည့်ပါလားဆိုလို့တုတ်ကြည့်ပြပါတယ်။ရင်ဆုံးအနေနဲ့ဈေးတွေကနေဝယ်လာတဲ့ခါကျဲဦးတစ်ထောင်ဘူးကိုရေးစင်အောင်ဆေးလိုက်ပါမယ်ခင်ဗျာ။ရေးဆေးပြီးတော့ရင်တော့ခါကျဲဦးတွေကိုကျွန်တော်ချင်းနဲ့ရှစ်ထားပါမယ်။ဒါကတော့ချင်းနဲ့ရှစ်ပြီးသားခါကျဲဦးတွေကိုရေးဆေးပြီးတော့ရေးပြန်ဆက်ထားပါ။ဒီနေ့တုတ်တင်ရမယ့်တဲမှာထဲမဲ့ဒီကကောင်းနေပါ။ရင်ဆုံးခါကျဲဦးကိုကျွန်တော်ပကံနဲ့ထည့်လိုက်ပါတယ်။ချက်သွန်နီလေးနည်းနည်းထည့်မြုပ်သီးစိမ့်လေးထည့်ဒီပဲတန်တောင်းလေးရယ်စီစီလေးဖြစ်အောင်လို့ပဲမုတ်တစ်စုံလောက်ထည့်လိုက်ပါတယ်ပြီးသွားရင်တော့ကျွန်တော်စီချက်နှစ်စုံလောက်ကျွန်တော်ထည့်ပြီးတော့ပါပဲတုတ်တင်မဖြစ်မနေထည့်တဲ့ပုံကြောက်ပါအရသာတကတော့စားရယ်ဟင်းကျုံမုတ်ရယ်ထည့်လိုက်ပါတယ်ပြီးရင်တော့ကျွန်တော်ဒီဟာလေးတွေကိုနှက်အောင်ရင်နှယ်လိုက်ပါတယ်လိမ့်တာပါတကယ်တမ်းတော့ကျွန်တော်တက်မြာသီးညှစ်ဖို့မေ့သွားပါအခုပြီးတော့မှကျွန်တော်တက်မြာသီးထက်ညှစ်ထည့်ပြီးတော့ထပ်ပြီးတော့နှယ်လိုက်ပါမယ်ကုံလုံးနှံ့သွားပြီဆိုရင်တော့ရန်ကောင်းတဲ့ခါကျဲဥတော့ရပါပြီအပေါ်ကနည်းနည်းပါးပါးဘာညာအလှပလေးဆင်ပြီးသွားလို့ရှိရင်တော့အင်းရလူတွေစားလို့ရပါပြီကြည့်ရှုပေးတဲ့အတွက်အလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ